ဘိုက်ကဘီဂျဲမန်ရင်ဒီဂိမ်းတွေဆော့ဘူးလာမယ်မူဘိုင်းဂိမ်းတွေစပေါ်ခဲ့တဲ့အစောပိုင်းကာလတွေကတည်းကဘိုက်ကဂိမ်းတွေကလူကြိုက်များရေပန်းစားခဲ့တာပါတတိတိနဲ့မူဘိုင်းဂိမ်းတွေအဆင့်မြင့်လာတာနဲ့အမျှစိတ်လှုပ်ရှားစရာဂိမ်းပလေးပုံစံအသစ်တွေနဲ့အမိုက်စားဘိုက်ကဂိမ်းတွေလည်းများစွာထွက်ပေါ်လာပါတယ်1 Real Moto 2အပြမကိုရန်တိုင်းနေရသလို feeling မျိုးပေးမဲ့အမိုက်စားဘိုက်ကဂိမ်းတစ်ခုဖြစ်ပါတယ် professional racing experience ကိုခံစားနိုင်မှာဖြစ်ပြီးလက်တွေ့ဆိုင်တဲ့ 3D graphic အလန်းစားကြီးတွေနဲ့အထာတကျ software ရမှာဖြစ်ပါတယ်ကြေးလက်မကြီးပုံမှာအတင်းကတကယ်တိုင်ပွဲဝင်နေလို့မျိုးအထာတကျ racing လုပ်ချင်တဲ့ BJ တွေကတော့ Real Moto 2 ဘင်းကိုဒေါင်းပြီးဆော့ကြည့်လိုက်ပါနှစ် Maske Motocross 3ဒီဂိမ်းကတော့ off-road cycle တန်ပွဲတွေကိုစိတ်ဝင်စားတဲ့ BJ တွေအတွက်ပါ off-road bike racing ဂိမ်းဖြစ်တဲ့အတွက်တောအုပ်တွေတောင်တန်းတွေကိုဖျက်ကျော်ပြီးကျန်းတန်းနဲ့တီးလန်းတွေအပေါ်အမိုက်စား stand ကြောက်ွက်တွေနဲ့အထာတကျမောင်းနေရမှာဖြစ်ပြီးရီလက်လန်းနဲ့ 3D graphic တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီဂိမ်းလေးက iOS နဲ့ Android မှာရပါတယ်3 Extreme Bike Driving Moto Games Extreme Bike Driving Moto Game ကတော့ Open World Bike ဂိမ်းတွေက hidden treasure တစ်ခုလို့တင်စားရမယ့်ဂိမ်းတစ်ခုဖြစ်ပါတယ် player တွေအနေနဲ့မြို့တာရဲ့ highway လမ်းမကြီးတွေအပေါ်လွတ်လွတ်လပ်လပ်မောင်းနေနိုင်ပြီးအမိုက်စား stand ကြောက်ွက်တွေရင်ကုန်စိတ်လှုပ်ရှားစရာ mission တွေကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်